ကျွန်တော်မြင်နေရတွင်းနေရရရန်ကိုစားနေဗျာရေတော့ဖုံးပြုတ်ကြလဲဘာမှမဖြစ်ဘူးပြုတ်ကြလဲဘာမှမဖြစ်ဘူးကျွန်တော်မေးကြည့်တဲ့ခါမှာတော့ Honda H9D လို့တော့ကျွန်တော်သိရတယ်နောက်နေ့မှလည်းကျွန်တော်နိုးလိုက်ခါမှာလမ်းထားရှောက်တယ်လူနေရပြဿနာဖြစ်လာတော့ကျွန်တော်ကြည့်လိုက်ခါမှာမင်းရင်ကြိတ်မှာလားငါရင်ကြိတ်ရမှာလားကျွန်တော်အသားလေးချောင်းပြီးနားထောင်နေတယ်ထိုးကြကြည့်ကြပြီးလို့ကျွန်တော်ထင်တာမဟုတ်ဘူး Honda H9D ကိုဆိုင်ကနေတက်ကြိတ်တာဟာစားတယ်ဗျာဒစီမုံနဲ့စီကျွန်တော်ကွဲပြီလို့ထင်တာဘုံကမကွဲဘူးအဲ့ချိန်မှာကျွန်တော်မြင်နေရတွင်းနေရတာလုံးဝအစားကြီးပဲ Honda H9D Honda H9D လူတိုင်းကဒီ Honda H9D ကိုတက်ကြိတ်တယ်ရေတက်ပစ်ချတယ်ဖုံးကဘာမှမဖြစ်ဘူးကျွန်တော်အရန်စိတ်ဝင်စားလာတယ်အဲ့ချိန်မှာကျွန်တော်လမ်းလေးပဲရှောက်နေတယ်အသံတကူကြားလိုက်တယ်ဘာတယ်လဲကျွန်တော်တွားကြည့်ရတပင်အောင်ဟာ Power Ranger Honda H9D ကန်ပြီးတော့ဘာလို့မှလည်းကြည်တာဘောလုံးနဲ့ကန်သွားတယ်ဗျာမလိုက်တာငါသားရကန်တာဖုံးခွဲပြီးတော့မကိုယ်ဘူးကျွန်တော်အဲ့ချိန်မှာအရန်ကိုကျွန်တော်လိုချင်သွားပြီကျွန်တော်စပိန်နင်းပြီးတော့ Global Mobile ဆိုင်ရှိရောက်သွားတယ်အဲ့ချိန်မှာကျွန်တော်မျက်လုံးတော့တောင်းနဲ့ကျွန်တော်မြင်လိုက်ရတယ် Honda H9D မဟုတ်ခင်မှာကျွန်တော်အရင်ကစမ်းသပ်မယ်ကျွန်တော်ရိုက်ကြည့်ကျွန်တော်ရေးတဲ့စိတ်မယ်ရေးလဲစိတ်ဘာမှမဖြစ်ဘူးအဲ့ချိန်မှာကျွန်တော်ဈေးမေးလိုက်73,600,900ပါရှင်ဒီဘက်ဝဲမယ်